ဒီဗီဒီယိုထဲကလူတွေကတော့ရေခဲတုံးတွေကိုအိုကြီးတဲကိုထည့်နေပါတယ်။အိုကြီးတဲမှာထည့်ဖို့ရေခဲတွေကလည်းရှေ့ဘူးတွေနဲ့ခဲထားတာဖြစ်လို့ဘူးတွေကိုခွဲပြီးမှထုတ်ရတာဖြစ်ပါတယ်။အဲ့လိုဘူးတွေတပူးပြီးတပူးထုတ်ယူပြီးဟင်းချက်အိုကြီးတဲတို့ချပြနေတာပါ။ရေခဲတွေကိုဘာကြောင့်တဲအိုထဲပြစ်ထည့်နေရတာလဲဆိုတာသိချင်ရင်တော့ဆက်ကြည့်လိုက်ပါ။အိုထဲမှာရေခဲတွေထည့်ပြီးတော့ရှိမပြေးခင်မှာပဲစလုံးကြီးတစ်ခုတွေကနှုတ်ရည်တွေကိုပါထည့်လိုက်ပါသေးတယ်။နှုတ်ရည်တွေနဲ့ရေခဲတွေရောသားတဲ့အခါမှာတော့တရုတ်လူမျိုးတွေတန်ချောင်းလို့ခေါ်ကြတဲ့တဘာဝတရက်တွေနဲ့ပြုလုပ်ထားတဲ့ဂျယ်လီအီပြော့တွေကိုဒါနဲ့ခွဲပြီးထည့်လိုက်ပြန်ပါတယ်ဂျယ်လီတွေနှုတ်ရည်တွေနဲ့ရောနှောသွားတဲ့ပြီးဂျယ်လီတွေနှုတ်ရည်တွေနဲ့ရောနှောသွားပြီးနောက်တစ်ချိန်မှာတော့တည်တည်တွေအများကြီးကိုပါအိုးရဲထည့်ဖို့ပြန်ဆင်ပါတယ်တည်တည်မျိုးမျိုးကိုဒါနဲ့စိတ်ပိုင်းပြီးအိုးရဲကိုထည့်ပါတယ်ပါဝင်တဲ့အသီးတွေကတော့ဖရဲသီးတရက်သီးတလဲသီးနဲ့ကီဝီသီးတွေဖြစ်ပါတယ်အိမ်နောက်တော့တမယာသီးတွေအလဲကျလေးထားတဲ့လီမွန်သီးတွေကိုပါစိတ်ပိုင်းပြီးအိုးရဲထည့်ချလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရင်တော့တည်တည်စုံတဲ့နှုတ်ရည်တွေနဲ့ဖြောရည်ဖြောမလို့လားပြောရည်ဖြောမလို့များလားလို့ထင်ရပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့သူကအခုလိုတေချာဖြောဆက်ထားတဲ့ဖြောရည်တွေကိုဝက်ကျွေးဖို့အစာခွက်ထဲမှာထည့်လိုက်ပါတယ်။အစာကဖြောရည်ကိုတေချာဖြောနေတဲ့မှတ်ပြီးလူစားဖို့ထင်နေတဲ့သူတွေကတော့အငိုက်မိသွားတာတေချာပါပြီ။တကယ်တော့သူမွေးထားတဲ့ဝက်တွေအတွက်ဖြောရည်ဖြောပေးနေတာပါ။အစာရီအနံ့ရတာနဲ့ဝက်တွေကခြံထဲကနေအုပ်လိုက်ပြေးလာပြီးတီတီဖြော်ရည်တွေကိုစားတောက်ကြပါရယ်အိမ်မှာဝက်မွေးပြီးဝက်စာကိုဒီလောက်ထိကောင်းကောင်းမွန်မွန်နဲ့ကျွေးနိုင်သူကတော့ဒီလူပဲရှိမယ်ထင်ပါတယ်သူစီမှာဝက်ဖြစ်ရရင်တော့ခုလိုတီတီဆောင်ဂျယ်လီအေးလေးကိုနေ့တိုင်းစားရလောက်ပါတယ်